စောင်းထဲမှာမိသားစု၄ယောက်ကြဲလွတ်လွတ်နဲ့နွေးနွေးထွေးထွေးအိတ်ဆက်လို့ရမယ်။ဤချောစာအကောင်းလိုင်းလေးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။သူ့ရဲ့ဇာတာဆိုလို့ရှိရင်လေဝင်လေထွက်နေတဲ့ဇာတာမျိုးဖြစ်ပါတယ်။မြင်းတဲ့အတိုင်းပဲဇာပေါက်ကမပါတလောက်ဖြစ်ပြီးတော့ဖြုတ်ကောင်လို့အကောင်သေးသေးလေးတောင်မှဝင်မှုမဖြစ်နိုင်တဲ့ဇာတာဖြစ်ပါတယ်။ဒါကြောင့်မလို့ပြင်ရလာတဲ့လေးတွေကိုကောင်းစွာတားဆီးကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။အပေါ်အမိုးနဲ့အောက်နားတွေမှာဆိုလို့ရှိရင်လည်းရေလျှော်လို့ရှိရင်မကွဲမပြဲမရွဲအယောင်မကျွတ်တဲ့တကိုင်းနဲ့တထွန်ချီသားကိုအသုံးပြုပေးထားရပဲဖြစ်ပါတယ်။ဒီချင်အောင်လေးရဲ့အရွယ်ကတော့ဘယ်ကနေညာထိအကျယ်6ပေခွဲအမိုးအနေနဲ့ဆိုရင်တော့3မိုးခွဲဖြစ်ပြီးတော့ကင်းဆိုင်မှုရာတစ်ခုရဲ့စင်ငယ်ဆိုင်မှုရာတစ်ခုရဲ့ကိုကောင်းကောင်းခြုံငုံပေးထားနိုင်ပြီးမိသားစု၄ယောက်ကြဲလွတ်လွတ်အိတ်ဆက်လို့ရမှာပဲဖြစ်ပါတယ်။ခေါင်းရက်နေချင်းဒီခြေစင်း6ပေခွဲအမြင့်9ပေအော်လာကျုပ်လက်ရပြည့်နဲ့ချုပ်လုပ်ပေးထားပြီးတော့သူ့ရဲ့ဈေးနှုန်းလေးကတော့3,1000,000ကျပ်ပဲဖြစ်ပါတယ်။မှောင်မယ်ဆိုလို့ရှိရင်39 258 300 39 958 608တိတို့ကနေပြီးတော့ဖုန်းဆက်ပြီးရဖြစ်စေ Viber ဆက်စာဖို့ပြီးရဖြစ်စေ Facebook Messenger တစ်ဆင့်ဖြစ်စေ TikTok ချက်ပေါက်ကနေလည်းအသေးစိတ်ဆက်သွယ်ဆုံးလည်းမြင်မြန်ပြီးတော့မှာယူလို့ရပါတယ်ရှင့်။ဝယ်သူပြောမှရောင်းသူပြောတာတစ်ခါဝယ်၍တသက်စိတ်ချမ်းသာမှာဥမျိုးမီတို့မမောစားချင်တာအော်လာချုပ်ပါ